သားတွေကတော့ငပိချက်ကိုပိုစားတယ်သူကအဆက်ကြိုက်တာတိုးစရာဆိုတစ်ခါကဝယ်မနေဘူးပဲတရားကို2000မို့3000မို့အဲ့လိုမျိုးဝယ်တယ်ငပိချက်ကတော့အယောင်းတွက်တယ်သူကအမတပွဲ900ပဲရောင်းတယ်လေညီမလေးတရားဆိုရင်တစ်ခါဝယ်10တုပ်15တုပ်အဲ့လိုဝယ်တာကတော့ငါးငပိချက်ဒီကလေးကခရမ်းညင်ငပိချက်ဒါကြောင့်ငပိရိုးရိုးပါသူကအဖြူတယ်ငရုတ်သီးစိမ်းငရုတ်သီးမှုတ်ထည့်ပေးပါတယ်တိုးစရာကတော့အစုံပဲအဓိကအစားများတော့ဘူးသီးညှစ်ရုံးနေသီးပဲဆောင်အကုန်စားများပါတယ်တယောက်နဲ့တယောက်အကြိုက်မတူဘူးပေါ့နော်ဈေးလေးကတော့တစ်မျိုး100ပဲအရင်ကတော့1000မို့12မျိုးရောင်းတယ်အခုကတော့ကုန်စင်းနှုန်းလေးနည်းနည်းကြီးလို့တစ်မျိုး100 1000မို့17မျိုးတော့ပေးတယ်အနည်းဆုံးတစ်ပွဲ900ပဲဘာယူ900ခန်းချင်းငပိချက်လည်း900ပဲချင်မက်ကကျတော့800ရောင်းတယ်သူကညာလေးကလောက်ရတယ်မနဲ့ရောင်းလို့ရအောင်လေညာလေးကလောက်ထားပြီးတော့စိန်ထားရတာပေါ့မနဲ့ဆိုရင်စားလို့ရတယ်ဆန်သေးကိုပေါ့2ညသိပ်လောက်ထားရတယ်လေထားပြီးတော့မှဒီအသီးရွက်လေးတွေနှီးပြီးတော့စားလေးနဲ့နေထည့်လိုက်တယ်ဟာကိုစိတ်လေးနဲ့ကိုစိတ်ကူးလေးနဲ့ကိုလောက်တာပေါ့နော်ကိုတိုင်းပဲဟာတရားထဲဒီချင်မက်တွေပိုင်းလည်းအကုန်လောက်တာဒါလေးတွေကတော့သူများလောက်ထားတာလေးဝယ်ရောင်းတာပေါ့နော်ငပိတောင်းဆိုလည်းကိုအောင်ထောင်းတာပဲ1000ပါပဲအမ3နှစ်ပြည့်တော့မယ်ခိုက်ခဲရတော့အများကြီးပဲဈေးကရောင်းကောင်းတဲ့ရက်လည်းရှိရရောင်းမကောင်းရက်လည်းရှိရဒီလိုပဲပေါ့အစင်မပြေပြန်လောက်ရတာပဲဟွာအရင်ကတော့ဈေးကောင်းတာရှက်တယ်အခုတော့မရှက်ဘူးပေါ့နော်ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ကိုတယောက်တည်းရုန်းကန်ရတာဟုတ်ရုန်းကန်ရတဲ့ကိုယ့်အနေကိုပဲဈေးကောင်းတာပြောပါလေနားကျင်တဲ့ရက်ကြလည်းနားလိုက်တာရာသီပေါ်အကုန်ရောင်းပါလေတရသီးပေါ်ချိန်ဆိုလည်းတရသီးရောင်းတယ်ဒငင်းသီးပေါ်ချိန်ကဒငင်းသီးကိုအပြုတ်ဒငင်းဝဲကြောဒငင်းသီးမီဖို့အဲ့လိုမျိုးအကုန်စုံရောင်းပါတယ်ဒီချိန်ကတော့ရာသီတုံးသွားပြီပေါ့ဒငင်းသီးရာသီတုံးသွားပြီဒါမှနဲ့ဒီဒိုင်တွေကကျတော့စားရည်စိန်လေဒါလေးကဒငင်းသီးစားရည်စိန်လေးတွေဒါလေးကတပူး800ရောင်းတယ်ဒိုင်လေးဒီချင်မက်ဒိုင်ရပေါ့ဒါဝယ်ရောင်းတာမနဲ့ဆိုရင်စောစောပေါ့တစ်ခါကျရင်သီးမလာဈေးသွားကြိုတယ်ဈေးကြိုရင်တော့6နာရီလောက်ထဲကထားရတယ်လမ်းထဲကကားလေးနဲ့လိုက်ပြီးတော့ဈေးကြိုတယ်ပြန်လာနဲ့တောက်လျှောက်လုံနေရဘူးအဲ့ဈေးမှလည်းမဟုတ်ဒီဈေးလဲဝယ်ရတယ်မနေ့ပိုင်းဈေးကိုလေတောတယ်လေးရှိအဲ့တောတယ်လေးစီကစုံအောင်ပေါ့ပစ္စည်းလေးလိုက်ဝယ်ပြီးတော့တောက်လျှောက်လောက်ရတာဒီကို၄ခွဲလောက်မှရောက်ဒါတော့ငပိရင်ချိုလိုက်တယ်ညီမရဲ့ငချင်းကိုပြုတ်ပြီးတော့အမအနှွင်ချက်တာပေါ့နော်ဒါငယ်သီးစိမ်းလေးကိုပြုတ်ပြီးတော့မှဒီထဲကိုကြိတ်ပြီးထည့်ငပိနဲ့ပြန်ချက်ရတာပေါ့။ငပိချက်လည်းအဲ့တိုင်းပဲကြိတ်တယ်ငပိစိမ့်နှာနဲ့ပဲချက်တယ်။အရင်ကတော့ပဇွန်ကြောင့်ထည့်တယ်အခုပုံစင်းလေးလုံးကြောင့်မထည့်ပြတော့ဘူးပေါ့နော်။သူကျတော့ငပိဒီတိုင်းအဖြူတွေပဲကြိုထားတာပေါ့နော်။လာတဲ့လူကဝယ်တဲ့လူကပေါ့ခုနလိုမျိုးငရုတ်သီးမှုတ်ငရုတ်သီးစိမ့်ထည့်ဆိုရင်2မျိုးလုံးထည့်ပေးပါတယ်။တချို့ကျလည်း1မျိုးလေးပေါ့အမှုတ်ဆိုလည်းအမှုတ်1မျိုးအစိမ့်ဆိုလည်းစိမ့်1မျိုးလို့ထည့်ပါတယ်။6နာရီကျော်9နာရီလောက်ဆိုရင်တော့ထမင်းစားတဲ့အချိန်လေးဆိုအဲ့အချိန်တော့ပိုရောင်းရပါတယ်။စိုင်းနာမည်ကဘယ်လိုခေါ်မလဲအရင်ကတော့ဘာနာမည်ပေးရမှန်းမသိဒါပေမဲ့ဒီမှာနေပေါင်းစုံကကလေးတွေကလာပြီးတော့နေတာများတယ်လေဒီမှာကိုယ်ဆိုင်မှာအားပေးရလဲနေရကလေးတွေအားပေးရများတယ်သူတို့ရေအမေးလက်ရအောင်တတိယတန်တာနေအဲ့လိုဟိုလေးနဲ့အဲ့နာမည်လေးကိုပေးပြတာပါအရင်ကဆိုငပြားကြီးကြော်ကြီးပါလောက်တယ်လေအမတယောက်တည်းဆိုတော့မလုံနိုင်တော့ဘူးငပြားကြီးကြော်ငပြားကြီးကျက်ချမောင်ကြော်အဲ့လိုမျိုးရောင်းတယ်ဒါနဲ့မလုံနိုင်တော့ဘူးတယောက်တည်းဆိုတော့လေဟိုဒီဟာလေးပဲတစ်ပိုင်းတစ်နိုင်လေးကိုရောင်းနိုင်တဲ့ဟာလေးပဲမလုပ်ပါသူတို့စားရတာအဆင်ပြေတယ်ပေါ့နော်ဒီတစ်မျိုး100ဆိုတော့တန်လဲတန်တယ်ပေါ့အဲ့လိုလာရောက်အားပေးရလူတွေလည်းကျေးဇူးတင်ပါတယ်ဒီမှာလာအားပေးရလူတွေအကုန်လုံးလည်းအားလုံးတော့စိတ်ကောင်းလေးထားပေးပါတယ်စိတ်ထားကောင်းကံကောင်းပါတယ်ညီမအဲ့လိုကြောင့်ပဲဒါပဲပြောအမျက်လည်းအများကြီးမတင်ထားဘူးတစ်မျိုး100ပဲအခု100စီပဲရောင်းတယ်အားလုံးစားလို့အဆင်ပြေအောင်ပေါ့နော်အဲ့လိုပဲလုပ်ပါတယ်ရရင်ညီမ3ရက်လောက်ထားလို့ရတယ်အမတစ်နေ့တစ်ခါပဲချက်တယ်အများကြီးမချက်ဘူးပေါ့နော်ဒီရာသီဥတုကြောင့်လည်းပါတယ်ပေါ့ရေကတက်တာနဲ့ထည့်စားရင်တော့ပိုအဆင်ပြေပါပေါ့ဒီဟာတွေအကုန်လုံးပေါ့နော်စားကန်လေးနှွှေးလိုက်ပူလောင်လောင်လေးအဲ့လိုမျိုးလေးဟိုတနေ့အမကိုဝယ်တဲ့ကောင်လေးတယောက်ကမေးအမဒီဘုံနှစ်ခုဘာလို့ထွက်ထားရလဲဆိုတော့ဒါလေးကြတော့ပူတယ်လေဒီကစတိရအပြင်ရဆိုတော့ဒီကော်ပုံးနဲ့ထည့်ထားရဒါလေးကအခုတည်းကနှွေးတော့မှညအထိနှွေးလေးဖြစ်နေပြောတယ်ဈေးရောက်လာဒီနောက်မှလည်းအပေါင်းအသင်းတွေအများကြီးပဲဆိုတော့လေဈေးတွေစားကြတောက်ကြနောက်ကြပြောင်းကြဈေးရောက်မကောင်းလဲဒီလိုပဲအကုန်လုံးထိုင်ကြီးကြပြီးကြပါတော့ရောင်းကောင်းတဲ့အချိန်ကျလည်းပျော်နေကြပါပေါ့မရောင်းရလဲအကောင်ငုတ်တုပ်လေးထိုင်နေကြခုံ9813 8619ဒီကရှမ်းလမ်းမပေါ်မှာပေါ့နော်အနည်းဆုံးကတော့ဒီသိန်းမြန်မာဒင်းညင်ဆိုင်လေးမျက်စောင်းတို့ဆိုရင်တော့တွေ့ပါလေဟုတ်တာဖွင့်ကစားနေပြီအခု3နှစ်ကာလအတွင်းကိုအားပေးရလူအကုန်လုံးကိုကျေးဇူးတင်တယ်ကိုယ့်ရဲ့ထမင်းရှင်တွေပဲလေဒါအကုန်လုံး